ကဲအားလုံးပဲမင်္ဂလာပါပွဲဆောင်ရဲ့ပွဲချုပ်သုံးချက်အစီအစဉ်တွေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခုဗီဒီယိုမှာတော့ကျွန်တော်ညီကိုမြောက်ကနိုဝင်ဘာလ2ရက်နေ့မှာကန်တော့မဲ့ Premier League Round 10ပွဲစဉ်တွေကမနက်အစောပိုင်းပွဲစဉ်နှစ်ပွဲဖြစ်တဲ့ Tottenham Hotspur vs Chelsea ပွဲနဲ့ Liverpool vs Aston Villa တို့ရဲ့ပွဲစဉ်နှစ်ပွဲအကြောင်းကိုပွဲချုပ်သုံးချက်အစီအစဉ်လေးပြုလုပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်မင်္ဂလာပါကိုမင်္ဂလာပါဗျဒီပွဲစဉ်ကိုတော့ဒီက Thomas Frank ရဲ့ Tottenham Hotspur အိမ်မင်းကိုနီးပြအန်ဇိုမော်ရက်စ်ကရဲ့ချက်စီအသင်းအနေနဲ့လာရောက်ရှင်ပြန်ကစားမှလည်းဖြစ်တယ်ဗျဒီပွဲစဉ်ကိုတော့ကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်10ရဲ့လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့အကောင်းဆုံးပွဲစဉ်တစ်ပွဲအနေနဲ့ကျွန်တော်တို့ပြည်သက်တွေစောင့်ကြည့်ရမယ့်ပွဲတစ်ပွဲလည်းဖြစ်တယ်ဗျကိုဟုတ်ကဲ့ဗျဒီပွဲတောင်းပြောခင်မှာဒီနှစ်တင်းရဲ့လက်ရှိဖောင်ကိုပြန်ကြည့်ရမယ်ဆိုရင်Asian Tottenham Hotspur အသင်းအနေနဲ့ကတော့ပွဲစဉ်10မတိုင်ခင်9ပွဲကစားပြီးတဲ့ချိန်မှာ9ပွဲနိုင်2ပွဲတည်2ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့ရမှ18မှတ်နဲ့တူအဆင့်3နေရာအထိရက်တည်နေရာကိုတွေ့ရတယ်ဗျအဲ့တဲ့ချက်စီအသင်းအနေနဲ့ကတော့9ပွဲကစားပြီးချိန်မှာ4ပွဲနိုင်2ပွဲတည်3ပွဲရှုံးဆိုတဲ့ရလဒ်နဲ့အတူရမှတ်14မှတ်ကိုစုဆောင်းထားပြီးတော့ Premier League ဇယားရက်တည်မှုမှာကြည့်မယ်ဆိုရင်ကျွန်တော်ချက်စီအသင်းအနေနဲ့အဆင့်9မှာရက်တည်နေတဲ့အနေအထားမျိုးကိုတွေ့ရတယ်ဗျTottenham Hotspur အသင်းကတော့ဒီပွဲမတိုင်ခင်ကျွန်တော်တင်ပွဲစုံ9ပွဲကစားပြီးတဲ့အချိန်မှာ2ပွဲနိုင်2ပွဲရှုံး1ပွဲတည်ဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတဲ့အနေအထားမျိုးကိုတွေ့ရတယ်ဗျချက်စီအသင်းကလည်းဒီပွဲမတိုင်ခင်ပြန်ပွဲစုံ9ပွဲကစားပြီးချိန်မှာ4ပွဲနိုင်1ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတဲ့အနေအထားမျိုးထိတွေ့ရတယ်ဗျဆိုတော့ Tottenham Hotspur အသင်းနဲ့Tottenham Hotspur အသင်းအနေနဲ့ကတော့တပွဲနိုင်လိုက်တပွဲရှုံးလိုက်တပွဲတည်ကြလိုက်ဆိုရဲအနေအထားမျိုးနဲ့ကျွန်တော် form လက်ရှိ current form ရတော့မမှန်နေတဲ့အနေအထားမျိုးကိုတွေ့ရတယ်ကိုချက်စီအသင်းအနေနဲ့ကတော့ဆန်နန်အသင်းကိုရှုံးထားပြီးတော့ဂျန်နစ်၄ပွဲကိုအနိုင်ရရှိထားအောင်စွမ်းဆောင်ထားနိုင်တဲ့ပုံမျိုးကိုတွေ့ရတယ်ဆိုတော့ဒီနှစ်သင်းရဲ့လန်ဒန်ဒါဘီအနေနဲ့ထိတဲ့တွေ့ဆုံမှုပွဲတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းပြီးတော့ဒီနှစ်သင်းရဲ့ရလက်ဒီကိုပြန်ကြည့်ပြီးတော့ဖောင်ကောင်းတာတွေမကောင်းတာတွေကျွန်တော်ခဏဘေးပယ်ထားပြီးတော့ဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်10ရဲ့ပြည်သက်တွေကိုရက်တပေးစွမ်းနိုင်မဲ့ပွဲကောင်းတစ်ပွဲကိုကျွန်တော်အနေနဲ့ကြည့်ရှုခွင့်ရမယ့်အနေအထားမျိုးလေးဖြစ်တယ်ကိုဆိုတော့ဒီ Tottenham Hotspur ရဲ့အင်္ဂွေTottenham Hotspur Stadium မှာချက်စီအသင်းအနေနဲ့လာရောက်ရှင်ပြန်ကစားမဲ့နီးပြ Thomas Frank နဲ့ဤပြ Enzo Maresca တို့ထိတ်ထိတ်တွေ့ဆုံနေတဲ့ဒီပွဲစဉ်ပေါ်တော့အခုအနေနဲ့အမြင်လေးကိုတစ်ချက်တော့သုံးသပ်ကြည့်ပြပါအောင်ဗျာဟုတ်ကဲ့နီးပြ Thomas Frank ဦးဆောင်တဲ့ Asian Spur အသင်းကတော့ကျွန်တော်ပရီးမီးယားလိဘိုးပွဲကစားပြီးတဲ့ချိန်မှာရမှတ်19မှတ်နဲ့အတူအဆင့်1က Arsenal အသင်းကိုရမှတ်9မှတ်နဲ့အတူနောက်ပိုင်းလိုက်ပြီးတော့ပရီးမီးယားလိချန်ပီယံပြည်ဝင်ကြောင်းမှာဆက်လက်တည်ရှိနေတယ်ပြောရရတယ်ဟုတ်ကဲ့နီးပြ Enzo Maresca ဦးဆောင်တဲ့ Chelsea အသင်းကတော့ပရီးမီးယားလိမှာဆိုလို့ရှိရင်9ပွဲကစားပြီးတဲ့ချိန်မှာရမှတ်14မှတ်နဲ့အတူအဆင့်9နေရာထိရောက်ရှိနေတယ်ခုနောက်ပိုင်းပွဲစဉ်တွေမှာ Chelsea အသင်းအနေနဲ့သူရလက်ကပုံမှန်မရှိဘဲနဲ့နိုင်လိုက်ရှုံးလိုက်ဖြစ်နေတဲ့အနေအထားမှာအဆင့်9ထိရောက်ရှိလာတယ်လို့ကျွန်တော်အနေနဲ့ထင်မိတယ်ဗျဟုတ်ကဲ့ဗျဒီပွဲစဉ်ကကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်10ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲလန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲကိုကျွန်တော်ပိတ်ကရင်နဲ့ကြည့်ရှုရမှာဖြစ်တယ်ဒီပွဲစဉ်မှာတော့ Asian Tottenham Hotspur တင်းရဲ့ညီပြ Thomas Frank အနေနဲ့သူ့ရဲ့ပုံမှန်ပေါ်ထွက်နေကြလိုက်တဲ့ပုံစံဖြစ်တဲ့ 4-3-3 နဲ့ပဲထပ်မံပေါ်ထွက်လာမယ်လို့ထင်တယ်ဗျအကိုတော့အနေမှာဆိုရင်တော့ Picario အမေရိကန်မြန်မာဆိုလို့ရှိရင် Pedro Porro, Tanso, Van de Ven, Span ဒီနောက်ခံ၄ယောက်ပဲပေါ်ထွက်လာမယ်ထင်တယ်ဗျကွင်းနဲ့3ယောက်ပဲမှာဆိုလို့ရှိရင်ပါလင်ညာဘနဂါဘိုက်စကောဒီကွင်းနဲ့3ယောက်ပဲပေါ်ထွက်လာဖို့ရှိပြီးတော့တက်စစ်3ယောက်ပဲမှာဆိုလို့ရှိရင်မိုဟာမက်ကူဒဲကိုလိုမိုအာနီဆာဗီဆိုင်မော်ဒီတက်စစ်3ယောက်ပဲပေါ်ထွက်လာနိုင်တယ်ခမန်နိုင်တဲ့ဆင်ရကျွန်တော်သိရတယ်ဗျဟုတ်ကဲ့ဗျဒီဘက်စဉ်ကတော့စပါတင်ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ပီဆူမာကလီဗက်စကီဂျိမ်းမန်ရီဆင်ရိုမဲရိုဆိုလန်ဂီဒီဇာသမားတွေကတော့တန်ရတော့ဒီမီပွဲစဉ်မှာပါဝင်မှုမတိကျဘူးလေကျွန်တော်သိရတယ်ဗျဟုတ်ကဲ့ဗျဟုတ်နီးပြ Enzo Maresca ရဲ့အဲ့တဲ့ Chelsea တင်ရတော့သူရဲ့အဓိကကစားသမားတွေဖြစ်တဲ့ကိုပါမာလီယန်ဒီလက်ဘက်တီယာရှိကိုဝဲဒီဇာသမားတွေတော့တန်ရတော့ဒီနေ့ပွဲစဉ်မှာပါဝင်နိုင်ခြင်းမရှိဘူးကျွန်တော်သိရတယ်ဗျဟုတ်ကဲ့ဗျဒီပွဲစဉ်တော့နီးပြ Enzo Maresca အနေနဲ့အတိအပုံမှန်ပေါ်ထက်နေကလမ်းတဲ့ပုံစံဖြစ်တဲ့ 4-2-3-1 ဆိုတဲ့ line နဲ့ပဲခမန်ပေါ်ထက်လာမယ်လို့ခမန်းထားတယ်ဗျဟုတ်ပြီအကူတော့နေရာမှာဆိုလို့ရှိရင် Sanchez ငါတက်လျောက်နေရာမှာဆိုလို့ရှိရင် Ricci Achipon ချာလောပါဒူရလာဒီနောက်ပြန်လျောက်ကပေါ်ထက်လာမယ်လို့ခမန်းထားတယ်ဗျကွင်းနဲ့နေရာဘဲမှာဆိုလို့ရှိရင်တော့ Gusto နဲ့ Cancelo ကပေါ်ထက်လာမှာဖြစ်ပြီးတော့နံပါတ်10နေရာမှာဆိုလို့ရှိရင်တော့ Enzo Fernandez ကပေါ်ထက်လာမယ်လို့ခမန်းထားတယ်ဗျတာမန်တက်စစ်နဲ့ချမ်းမှာဆိုလို့ရှိရင်တော့Buffaloနဲ့ Estavio ကပေါ်ထက်လာမှာဖြစ်ပြီးတော့တက်စီမိုနီယာမှာဆိုရင်တော့ကြောက်ဘက်တော့ပေါ်ထက်လာမယ်လို့ကျွန်တော်တို့သိရတယ်ဗျဟုတ်ကဲ့ဗျဟုတ်ဒီဘက်စဉ်တော့စပါတင်ရဲ့နီးက Thomas Frank ရောချက်စီတင်ရဲ့နီးက Enzo Maresca ရောကိုယ်တင်းရဲ့အတောက်သိန်းလုံးနီးစင်းနဲ့ပေါ်ထက်လာမှာဖြစ်ပြီးတော့ကျွန်တော်ပေးတဲ့နေနဲ့ပွဲကောင်းပွဲကိုတေချာပေါ့ထန်စားမှာဖြစ်တယ်ကဟုတ်ကဲ့ဗျဟုတ်ဒီပွဲစဉ်ကျွန်တော်တို့Premier Leagueပွဲစဉ်10ရဲ့လန်ဒန်ဒီနှစ်တင်းတွေ့ဆုံနေတဲ့လန်ဒန်ဒါဘီပွဲစဉ်ရဲ့ထူးခြားတဲ့အချက်တချို့ကိုကြည့်ရမှာဆိုရင်Tottenham Hotspur အသင်းကတော့9ပွဲကစားပြီးချိန်မှာသူတို့အသင်းအနေနဲ့သတင်းလုံးအနေထားရရတဲ့ဂိုးအနေထားကိုကြည့်မယ်ဆိုရင်6ဂိုးထိရတာတွေ့ရတယ်ကစပါတင်ရဲ့
ကစားသမားဒါဒီနှစ်ကမှဝက်ဆန်ကနေခေါ်ထားတဲ့မော်မက်ကူးတဲ့ဆိုရင်စပါတင်မှာ pitching screen လုပ်တဲ့ကစားသမားတွေထဲမှာတော်တော်လေးမှတ်တမ်းကောင်းနေတဲ့အနေအထားမျိုးတော့တွေ့ရသေးတယ်ကိုထပ်ပြီးတော့ကျွန်တော်ချက်စီးအသင်းဘက်ကိုထပ်ကြည့်ရမယ်ဆိုတော့ချက်စီးအသင်းနေရတော့ဒါနောက်ဆုံး9ပွဲပြိုင်ပွဲစုံကစားပြီးတဲ့အချိန်မှာသူရဲ့အသင်းအနေနဲ့တော့ဗာရဖို့15ဂိုးလောက်ထိအောင်ရထားတဲ့အနေအထားမျိုးတွေ့ရတယ်ဗျပြီးတော့ချက်စီးအသင်းအနေနဲ့ကဒီယာဒီမှာကျွန်တော်တို့အဝေးတွင်းသွားရောက်ရှင်ပြိုင်ကစားတဲ့အခါမှာဒါနိုင်ပွဲရတဲ့ရာခိုင်နှုန်းကဒါ Premier League မှာဆိုရင်ဒါအဆင့်3ထိရောက်နေတဲ့အနေအထားမျိုးတွေ့ရတယ်ဆိုတော့ချက်စီးအသင်းအနေနဲ့ကတော့ဒါအဝေးဝင်းဆန်းဆောင်ရေးအနေငယ်ကောင်းနေဆိုရဲအနေအထားမျိုးလို့ကျွန်တော်သတ်မှတ်လို့ရတဲ့အခြေအနေမျိုးရှိရဗျာဒီဒါချက်စီးအသင်းအနေနဲ့ကဒါနောက်ဆုံးကစားခဲ့တဲ့ Tottenham Hotspur အသင်းနဲ့ထိပ်တိုက်တွေ့ဆုံတဲ့ဒီဘိုးကိုတက်ကြည့်မယ်ဆိုရင်ချက်စီးအသင်းအနေနဲ့ပဲဒါအနိုင်ရထားတဲ့အခြေအနေမျိုးကိုတွေ့ရတယ်ဒါပေမဲ့ကျွန်တော်9ဘွဲတိကြည့်မယ်ဆိုရင်တော့ Tottenham Hotspur အသင်းကတပွဲရတဲ့အနေအထားမျိုးကိုထပ်ပြီးတွေ့ရတယ်ဗျ Tottenham Hotspur အသင်းနဲ့ချက်စီးအသင်းတို့ထိပ်တိုက်တွေ့ဆုံနေတဲ့ Premier League ပွဲစဉ်30လန်ဒန်ဒါဘီပွဲစဉ်မှာဆိုရင်ဒါကျွန်တော် Premier League ပြည်သက်တွေအနေနဲ့ဒီဘောလုံးပွဲတစ်ပွဲကိုကြည့်ရမှာဖြစ်ပြီးတော့ဒီပွဲစဉ်မှာလည်းဒါဤပြအန်ဇိုမာစတာအနေနဲ့ဒါအရှင်ဖြစ်တဲ့နီးပြ Thomas Frank အသင်းကိုဘာလို့လောက်ရအောင်လဲဒါနီးပြ Thomas Frank အနေနဲ့ရောဒါအဲ့တဲ့ချက်စီးအသင်းကိုဘယ်လိုမျိုးအကောင်းဆုံးရှင်ပြိုင်တော့မလဲဘယ်လိုရတဲ့ဒီထွက်ပေါ်လာမလဲဆိုတာကျွန်တော်အမြင်နဲ့အောင်ဘယ်လိုစိတ်ဝင်စားဖို့ကောင်းနေဘူးမြင်မိပါရဲ့ပေါ့။ပြီးတော့ဒီနှစ်သင်းရဲ့ဂိုးသင်းဒါထိပ်တန်းဂိုးသင်းရှင်နှစ်ဦးကိုကြည့်မယ်ဆိုရင်ဒါ Tottenham Hotspur အသင်းမှာဆိုရင်ဒါ Richarlison ရှိရတာ။ဒါ Richarlison အနေနဲ့ကတော့ပိုးပွဲကစားပြီးတဲ့အချိန်မှာ Man of the Match နှစ်ခါရပြီးတော့ဒီဂိုးသင်းနာဆိုရင်ဒါ3ဂိုးထိရတဲ့အနေအထားမျိုးကိုတွေ့ရပြီ။ချက်စီးသင်းမှာဆိုရင်တော့ဒါ Enzo Fernandez ဗျ။ Enzo Fernandez အနေနဲ့က10ပွဲကစားထားပြီးတဲ့အချိန်မှာသူ့အနေနဲ့ဒါ3ဂိုးရထားတယ်။ပြီးတော့ဒါ Man of the Match ဆိုရင်တော့ဒါဒီချိန်ထိရထားတဲ့အနေအထားမျိုးတွေ့ရတယ်ဗျဆိုတော့ဒီပွဲစဉ်ကဒါအသင်းချင်းအသင်းထိပ်တိုက်တွေ့ဆုံမဲ့ဒါရှင်ပြိုင်မှုမှာဘယ်အသင်းကဘယ်လိုပုံစံမျိုးဖြစ်သွားမလဲဆိုတာပြည်သက်တွေအနေနဲ့ဒါရင်ကုန်စိတ်လို့ဆိုတော့စောင့်ကြည့်ရမှာလည်းဖြစ်ပါရဲ့ပေါ့ဟုတ်ကဲ့ဒါနီးပြ Thomas Frank ရဲ့စပါအသင်းကတော့ဒါဒီယာဒီ Premier League ကိုပဲစားပြီးတဲ့အချိန်မှာသူတို့အနေနဲ့ရာကို18ပူရီရချိထားပြီးတော့ဒါပေးဖို့အနေနဲ့ဆိုခုနကပေးရတယ်ဟုတ်ကဲ့နီးပြအန်ဒိုမာတာချက်စီတင်းဆိုလို့ရှိရင်ဒါ Premier League ပွဲစဉ်ကိုပဲကစားပြီးတဲ့အချိန်မှာဒါ18ကိုရရှိခဲ့ပြီးတော့17ကိုပေးရတွေ့ရဟုတ်ကဲ့အဲ့တော့ဒီနေ့တင်းရဲ့ဒါရာဂိုးအနေနဲ့နိုင်ရှိရမယ်ဆိုရင်ရာဂိုးအနေနဲ့တူညီနေပြီးတော့ပေးကိုအနေနဲ့ဆိုလို့ရှိရင်ဒါနီးနာ Thomas Frank စပါတင်းအနေငယ်ကြီးတာနေတာကျွန်တော်တွေ့ရတယ်ဒီဘက်ဆိုတာဒါ passive ကောင်းမှုနဲ့အတင်းနဲ့တင်ဖြစ်တာကြောင့်ကျွန်တော်တို့ပေးတဲ့အနေနဲ့အပြန်နဲ့တင်းကိုတွေနဲ့ဒါပုံမှန်ဆက်တာမြင်တွေ့ရမှာဆိုတော့ကျွန်တော်စိတ်ဝင်စားပဲ select တရအောင်ဖြစ်တယ်ဗျဟုတ်ကဲ့ဗျာဟုတ်ကဲ့တဲ့ကိုကျွန်တော်အနေနဲ့ဒါပြောတင်တာအောင်ချက်စီးတင်းရဲ့ခံစစ်အနေနဲ့ကဒီနောက်ပိုင်းပွဲစဉ်တွေမှာသူတို့ရဲ့အဓိကကစားသမားတချို့နာနီယာနဲ့ဒီခံစစ်ကစားသမားရဲ့အနေနဲ့ဒါရုပ်စီးလို့မရတဲ့အနေအထားမျိုးတစ်ခုရောက်ရှိနေပြီကျွန်တော်အနေနဲ့မြင်မိရကိုဒီ Tottenham Hotspur အသင်းရဲ့တိုက်စစ်တာပေါင်းမှုကိုပြင်ဆင်လာတဲ့မယ်ဆိုရင်ဒါချက်စီးတင်းရဲ့ခံစစ်အနေနဲ့ဒါတော်တော်လေးလှုပ်ရှုပ်မဲ့အနေအထားမျိုးလို့ကျွန်တော်အနေနဲ့မြင်မိပါရောဟုတ်အဲ့လိုဆိုတော့ကျွန်တော် Premier League ပွဲစဉ်30ရဲ့ဒါလန်ဒန်ဒါဘီပွဲစဉ်ပွဲကောင်းတစ်ပွဲဖြစ်တဲ့စပါတင်းနဲ့ချက်စီးတင်းတို့ရဲ့ဒါဂျေခွင်းလင်းမှုတွေကိုကျွန်တော်ချက်ပြောပြခြင်းတွေကဟုတ်ကဲ့ဂျေခွင်းလင်းမှုကဆိုလို့ရှိရင်တော့စပါတင်းနဲ့ချက်စီးတင်းတို့ရဲ့ပွဲစဉ်ကဒါဂျေကထဲပေါက်ပြီးတော့ဒါကိုပေါင်းဈေးမှာဆိုလို့ရှိရင်တော့350နိုင်ဆိုတဲ့ဂျေပေါက်တာကျွန်တော်ပြရပြဟုတ်တယ်ဗျဒီပွဲစဉ်ဒါကျွန်တော်တို့ရဲ့နေရာခံမှန်းမယ်ဆိုလို့ရှိရင်ဒါတက်စစ်ကောင်းတဲ့နှစ်တင်းပြတာအကြောင်းကျွန်တော်သိတဲ့အနေနဲ့ကိုပြန်လည်တင်းကိုတွေမြည်ပေးရနိုင်ပြီးတော့ခံစစ်ပိုင်းကဒါအနှင်းငယ်တာနေတဲ့စပါတင်းနေနဲ့ဒီပွဲစဉ်မှာအနည်းဆုံးတရရလက်တစ်ခုတော့ကရရှိသွားမယ်လို့ကျွန်တော်အနေနဲ့ခံမှန်းမိကြဗျဟုတ်ကဲ့ဗျာကိုဟုတ်ကျွန်တော်အနေနဲ့လည်းဒါဒီပွဲကိုတူးလေးမြင်ရသုံးတက်ရမယ်ဆိုရင်တော့ဒါကျွန်တော်တို့အနေနဲ့ဒါလန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်တာနဲ့ရင်ကန်ဆယ်မှုပြင်းထန်ပြီးတော့ပြည်သက်တွေကိုရက်တပေးနိုင်မဲ့ကိုတပွဲကိုနေရမှာနဲ့အတူဒါ Tottenham Hotspur အသင်းအနေနဲ့ကလည်းအကောင်းဆုံးရှင်ပြိုင်လာမယ်ချက်စီးအသင်းအနေနဲ့လည်းအကောင်းဆုံးပြင်ဆင်လာမှာဖြစ်ပြီးတော့ဒီပွဲစဉ်ကလည်းကျွန်တော်အနေနဲ့ကြည့်ရမယ်ဆိုရင်နှစ်သင်းလုံးဒါအပြန်အလှန်သင်းကိုတွေမြင်နိုင်ရပြီးတော့ Tottenham Hotspur အသင်းအနေနဲ့ဒါ2-2မဟုတ်လဲ3-2အလောက်နဲ့နိုင်ကောင်းမှုတွေကျွန်တော်အနေနဲ့မြင်မိရကိုအဲ့ဒါတပွဲကိုကြည့်ရမယ်ဆိုတော့ဒါကျွန်တော်ရဲ့ Premier League လက်ရှိချန်ပီယံအသင်းတစ်သင်းလည်းဖြစ်လို့ဒီခုလက်ရှိမှာအနှဲငယ်တိုက်ပတ်နေတဲ့ဒါလီဗာပူးအသင်းနဲ့အက်ဆွန်ဗီလာအသင်းတို့ရဲ့ပွဲစဉ်တွေဖြစ်တယ်ဗျဒီပွဲစဉ်မှာတော့ဒါလီဗာပူးအသင်းရဲ့အင်္ဂွင်းအန်ဖီမှာဒါအက်ဆွန်ဗီလာအသင်းအနေနဲ့လာရောက်ရှင်ပြိုင်ကစားမှာလည်းဖြစ်တယ်ကိုဆိုတော့လီဗာပူးအသင်းဘက်မှာဆိုတော့ဒါနီးပြအာနီစတော့အနေနဲ့အဓိကဦးဆောင်လာမှာဖြစ်ပြီးတော့အက်ဆွန်ဗီလာအသင်းမှာဆိုတော့နီးပြဦးနန်အမ်မီကဦးဆောင်လာပြီးဒီပွဲကိုရှင်ပြိုင်ကစားကြမှာလည်းဖြစ်တယ်ဗျဆိုတော့ဒီပွဲကတော့ဒါကျွန်တော်Premier League ပွဲစဉ်30ရဲ့ဒါကျွန်တော်နိုဝင်ဘာလ2ရက်နေ့ရဲ့မနက်အစောပိုင်းပွဲစဉ်တစ်ပွဲထဲမှာသူက2နာရီပွဲမှာကန်မဲ့ပွဲစဉ်ပွဲလေးဖြစ်တယ်ကြမှာပေါ့ဟုတ်ကဲ့ဗျာဒါဒီနှစ်သင်းကြောင့်ပြောခင်မှာကျွန်တော် Goldman Diamond ဒီနှစ်သင်းရဲ့ form ကြည့်ရမယ်ဆိုရင် Liverpool အသင်းအနေနဲ့က Premier League ပွဲစဉ်30ပိုင်ရင်6ပွဲကစားပြီးရဲ့အချိန်မှာ9ပွဲနိုင်တရီပွဲမရှိ4ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့ရမှတ်15မှတ်နဲ့အတူ Premier League အဆင့်ရက်တည်မှုမှာဆိုရင်ဒါ19ထိရောက်သွားတဲ့အနေအထားမျိုးတွေ့ရတယ်ဗျဒါအက်ဆွန်ဗီလာအသင်းကတော့ဒါ Premier League 30တိုင် Premier League ပွဲစဉ်30တိုင်နဲ့6ပွဲကစားပြီးချိန်မှာ4ပွဲနိုင်3ပွဲတည်2ပွဲရှုံးဆိုတဲ့ရလဒ်နဲ့အတူရမှတ်15မှတ်အတူတူပဲစုဆောင်းထားနိုင်ပြီးတော့ဒါ
ကိုးကွာဆိုင်ချက်ကြောင့်ဒါလီဗာပူးရဲ့အောက်အဆင့်8နေရာမှာရပ်တည်နေတဲ့အနေအထားမျိုးလည်းတွေ့ရတယ်ဗျဒီပွဲမှာအနိုင်ရရှိသွားမယ့်အသင်းကတော့ဒါအပေါ်တက်ဆန်းဆုံးရမယ့်အနေအထားမျိုးလည်းဖြစ်တယ်ကိုဆိုတော့လီဗာပူးအသင်းရဲ့ဒါနောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ၅ပွဲကိုကြည့်မယ်ဆိုရင်သူတို့အနေနဲ့ဒါ Frankfurt အသင်းကိုဒါတပွဲနိုင်လာပြီးကျန်တဲ့၄ပွဲကိုရှုံးထားတဲ့အနေအထားမျိုးကိုတွေ့ရတယ်ပြီးတော့ဒါ Aston Villa အသင်းကတော့အနေငယ်ပေါင်ကောင်းနေပြီးတော့ဒါကျွန်တော် Nice အသင်းကိုဒါရှုံးထားပြီးတော့ကျန်တဲ့ပွဲစဉ်၄ပွဲလုံးကိုအနိုင်ရအောင်ဆွမ်းဆောင်ထားတဲ့အနေအထားမျိုးတွေ့ရတယ်ဗျအခုအသင်းအနေနဲ့ကတော့ဒါပြီးခဲ့တဲ့အရှိကရလက်ဆုံးနေမှုတွေကိုဒီပွဲမှာဒါအနိုင်ပြပြောင်းနိုင်မယ်ဆိုရင်သူတို့အနေနဲ့စိတ်ကြက်ခွန်အားတစ်ခုအနေနဲ့ချသွားမလားဆိုတော့ကျွန်တော်တော်လေး statement စာစောင့်ကြည့်ရမယ့်အခြေအနေမျိုးပဲဖြစ်တယ်ကိုဒီလိုဆိုဒါ form ပြတ်နေတဲ့အခုလောဆယ်ရဆို form ပြတ်နေတဲ့ Liverpool အသင်းရဲ့အိမ်ဝဲမှာအနေငယ်ပုံစံကောင်းကြီးပြသနေတဲ့ Aston Villa အသင်းလာရောက်ရှင်မဲ့ပွဲစဉ်တွေဖတ်သက်ပြီးတော့အခုမြင်လေးကိုဒီလောက်သုံးသပ်ကြည့်ပြပါဦးဗျာဟုတ်ကဲ့ဒီပွဲစဉ်ကတော့လက်ရှိချန်ပီယံဒါလီဗာပူးတင်းနေနီးပြအာနေစလောရဲ့လောက်မှာဒီယာဒီမှာကာဒီဆာပွဲစဉ်တွေမှာသူတို့အနေနဲ့ရလက်ကောင်းခဲ့တယ်ဆိုပြီးမြဲဒါပရီးမီးယားလိပွဲစဉ်9လောက်ထိပဲရလက်ကောင်းခဲ့ပြီးတော့နောက်ပိုင်းပွဲစဉ်တွေမှာဒါရလက်အနေနဲ့တော်တော်လေးဆိုးသွားနေပြရတယ်ဗျဟုတ်ပြီနောက်ဆုံးကစားခဲ့တဲ့ပွဲနဲ့ပန်ပွဲဆို9ပွဲမှာဆိုလို့ရှိရင်သူတို့အနေနဲ့တပွဲကနိုင်ရရှိခါခဲ့ပြီးတော့ဒါ6ပွဲထိရှုံးခဲ့ပြရတယ်ဗျဟုတ်ပြီဗျတပတ်ကဒါနီးပြဦးနိုင်လူတီဆောင်တဲ့ Aston Villa တင်းရတာ၎င်းတင်းနဲ့ပြောင်းပြန်ဖြစ်နေပြီးတော့နောက်ဆုံးကစားခဲ့တဲ့ပြန်ပွဲဆို9ပွဲမှာဆိုလို့ရှိရင်သူတို့အနေနဲ့တပွဲပဲရှုံးခဲ့ပြီးတော့ဒါ6ပွဲထိနိုင်ရရှိတာပြရတယ်ဗျဒီပွဲစဉ်မှာတော့ဒါနီးပြအာရင်ဆိုတော့ဦးဆောင်တဲ့ဒါ၎င်းတင်းရအနေငယ် PR နဲ့အောက်မှာရောက်ရှိနေခဲ့ပြီးတော့သူတို့တင်းနေတဲ့ အင်္ဂွင်းအန်တီမာဒါလက်ကန်ရှင်မဲ့ကစားမှာဖြစ်တဲ့အတွက်ရလက်ကောင်းကြီးကလည်းရရှိအောင်ပြမျိုးဆွမ်းအောင်သွားမယ်ဆိုတော့ကျွန်တော်ပြည်သက်နေနေတာစိတ်ဝင်စားစောင့်ကြည့်ရမှာဖြစ်တယ်ဗျဟုတ်ကဲ့ဒီပွဲစဉ်ကတော့ Asian လကဘူးတင်းရဲ့နီးပြအာနေစလောအနေနဲ့ဒါသူ့ရဲ့ကွန်မန့်ပေါ်တက်နေတဲ့ line ပုံစံဖြစ်တဲ့4231ဆိုတဲ့ line နဲ့ပဲဒါထပ်မံပေါ်ထက်လာမှာဖြစ်ပြီးတော့ကိုသမနေရာမှာဆိုလို့ရှိရင်မမဒက်ဘီနာဒါလီယာနေရာမှာဆိုလို့ရှိရင်ကော်နာဘရက်ဒလီကိုနာဒေပန်ဒိုင်ရောဘတ်ဆန်ဒါဒီလီယောဘေကပေါ်ထက်လာနိုင်လို့သိရပြီးတော့ကျွန်တော်တို့ပွဲညောင်းနေမှာဆိုလို့ရှိရင်တော့ဆာဘော့စလိုင်းနဲ့မအလီဆာကပေါ်ထက်လာမှာဖြစ်တယ်ဗျဟုတ်တယ်တာမန်တက်စစ်နဲ့ချမ်းမှာဆိုလို့ရှိရင်တော့ဒါမိုဟာမက်ဆာလာနဲ့တူတာကော်ရီကဘူကပေါ်ထက်လာမှာဖြစ်ပြီးတော့နံပါတ်10လို့နေရာမှာဆိုလို့ရှိရင်တော့Prodevas ကဒါပေါ်ထွက်လာမယ်လို့ခမန်းနာရဗျဟုတ်ကဲ့တက်စီမူနီယာမှာဆိုလို့ရှိရင်တော့ဟိုကို EKTP ပဲဒါထပ်မပေါ်ထွက်လာမယ်ထင်တယ်ဗျဆော့ပြပြဘူးပေါ့ဒီပွဲစဉ်မှာလွှဲရှုနိုင်တဲ့ဒါလဘဦးတင်းရဲ့အဓိကကစားသမားဆင်းမှာဆိုလို့ရှိရင်တော့ဒါနောက်ကကစားသမားဂျမီဖရင်ပေါင်နဲ့ကိုဒမအလီဆန်ဒီနှစ်ယောက်ပဲရှိနေတယ်ဟုတ်ကဲ့ဗျဟုတ်ကဲ့ဗျကိုဒီပွဲမှာတော့နီးပြ online MV ရဲ့အသင်းဘက်မှာဒါမပါနိုင်တဲ့ကစားသမားတွေကိုကြည့်ရမယ်ဆိုရင်ဒါသူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဘန်နီယာဒါတယ်လီမန်ဒီကစားသမားတွေကတော့ဒါဒန်ယာကြောင့်လက်ချုံမှာဖြစ်ပြီးတော့ဟာဗီအီလီယိုကတော့ဒါလီဗာပူးတင်းရဲ့ဒါအငှားစာချုပ်ကြောင့်ဒီပွဲမှာပေါဝင်ပွဲထုတ်ခွင့်ရမှာတော့မဟုတ်ဘူးဗျဟုတ်ကဲ့ဗျဒါဒီ line ကိုကြည့်မယ်ဆိုရင်ဒါဦးနိုင်မီကွန်မန်သုံးပြုနေကြ line ဖြစ်တဲ့4231ဆိုတဲ့ formation နဲ့ပဲထွက်လာဖို့ရှိပြီးတော့ဒီကစားကွက်မှာအဓိကကစားသမားအနေနဲ့ပြင်ကြည့်မယ်ဆိုရင်ဂိုးသမားနေရာမှာအီမီမာတင်နက်ပေါ်ထွက်လာဖို့ရှိနေတာနောက်တနည်းနေရာမှာဆိုရင်မာတီကက်ကွန်ဆာပေါ်တာရက်နဲ့ဒါလူကစ်ဂျီနီကအဓိကပေါ်ထွက်လာမှာဖြစ်တယ်ဗျနောက်ကွင်းလေဒီဖင်ရောက်နေရာမှာကြည့်မယ်ဆိုရင်ဒါကာမရာနဲ့အူနာနာကပေါ်ထွက်လာဖို့ရှိပြီးတော့နောက်ချန်တိုက်စစ်မှုနေရာမှာဆိုရင်တော့ဒါမော်ဂန်ရော်ဂျာကအဓိကပေါ်ထွက်လာမယ်လို့ကျွန်တော်အနေနဲ့ပြင်မိရကိုဘေတောင်မန်နဲ့ညာတာမန်တိုက်စစ်ဒီမှာကြည့်မယ်ဆိုရင်ဒါမက်ကင်နဲ့ဒါကရူဆန်ကအဓိကပဲပေါ်ထွက်လာမယ်လို့ပြင်မိရပြပြီးတော့ဒါအထောင်တိုက်စစ်မှုနံပါတ်9ဘူးနေရာမှာဆိုရင်တော့ဒါသူ့ရဲ့အဓိကကစားသမားတအုပ်ဖြစ်တဲ့အိုလီဗိုဂင်ကဒါပေါ်ထွက်လာမယ်လို့ဒါခမန်းနာရဲ့ line နဲ့ကြီးကလည်းတိထားတာဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ဗျာဒါဒီနေ့တင်းတဲ့တွေးဆုံနေတဲ့ပွဲမှာထူးခြားတဲ့အချက်တချို့ကိုကြည့်ရမယ်ဆိုရင်လီဗာပူးအသင်းအနေနဲ့ကပြီးခဲ့တဲ့တိုင်ပွဲစုံ9ပွဲကစားပြီးတဲ့အချိန်မှာသူတို့ရဲ့တိုက်စစ်အနေနဲ့ဒါ9ဂိုးထိရယူထားတဲ့အနေအထားမျိုးကိုတွေ့ရပြီဗျ။ Aston Villa အသင်းကတော့9ပွဲကစားပြီးချိန်10ဂိုးထိရယူထားတဲ့အနေအထားမျိုးကိုပြန်ပြီးတွေ့ရတယ်။ဆိုတော့လီဗာပူးအသင်းရဲ့ဒါကစားသမားကိုကြည့်မယ်ဆိုတော့ကိုရီဂဘူအနေနဲ့ကသူတို့ရဲ့အသင်းအတွက်ဒါ pitch chance create လုပ်တဲ့အပိုင်းမှာတော်တော်လေးဒါမှတ်တမ်းကောင်းတွေပိုင်ဆိုင်နေတာကိုတွေ့ရတယ်ဗျ။ဒါဒီဘက်ကလည်း Morgan Roger ကလည်းဒါ Aston Villa အသင်းဘက်မှာဆိုရင်ဒါ pitch chance create လုပ်တဲ့အပိုင်းမှာဆိုဒါမှတ်တမ်းကောင်းတွေပိုင်ဆိုင်ရတဲ့ကစားသမားတဦးလည်းဖြစ်တယ်ဗျ။ဒီနေ့တင်းရထိတိုက်ပြေဆုံးခဲ့နောက်ဆုံး10ပွဲကိုသွားကြည့်မယ်ဆိုရင်လီဗာပူးအသင်းအနေနဲ့လုံးဝမရှုံးထားဘဲနဲ့9ပွဲထိအနိုင်ယူပြီး3ပွဲကိုတည်ကြအောင်ဆွမ်းဆောင်လာရဆွမ်းဆောင်ရည်ကိုတွေ့ရတယ်ဆိုတော့ဒီပွဲကလည်းလီဗာပူးအသင်းအနေငယ်ပြတ်နေတဲ့အချိန်မှာအက်စတိုဗီလာပေါင်ကောင်းတဲ့အချိန်နဲ့လာတိုးတာဖြစ်တယ်ပြဒီပွဲကဘလူးရလက်တွေဖြစ်သွားမလဲဆိုတော့ကျွန်တော်အနေနဲ့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေတဲ့အနေအထားမျိုးလိုပဲမြင်မိပါတယ်ကိုဟုတ်ဟုတ်ကဲ့ဒီပွဲစဉ်မှာဒါလီဗာပူးအသင်းမှာဆိုလို့ရှိရင်ကသူတို့ရဲ့အဓိကကစားသမားမိုဟာမက်ဆာလက်ဒီကစားသမားဒါဒီယာဒီမှာသူ့အနေနဲ့ဒီကစားသမားဒါတာမန်အောင်အနေနဲ့ရောက်ရှိနေပြီးတော့လီဗာပူးတင်တာရက်လက်ဆိုးတွေရရှိနေတဲ့ပုံမှာသူ့အနေနဲ့ဘလောက်ထိ carry ပေးသွားမလဲဆိုတော့ကျွန်တော်တို့လည်းစိတ်ဝင်စားစောင့်ကြည့်ဖို့ကောင်းမှာရှိပြီးတော့တပတ်တင် Aston Villa တင်းကိုကြည့်မယ်ဆိုလို့ရှင်တော့ဒါနောက်ချန်တိုက်စစ်ကစားသမားမော်ဂန်ရောဂျာဒီကစားသမားကတင်းအတွက်အကောင်းဆုံးတိစက်ကစားနေပြီးတော့လီဗာပူးတင်နဲ့တွေ့တဲ့ပွဲစဉ်မှာသူ့အနေနဲ့ဘယ်လိုချစ်စမ်းမျိုးတွေပြသသွားပြီးတော့အပင်းရက်လက်ကောင်းရရှိအောင်ဆွမ်းဆောင်ပါမယ်ဆိုတော့ဆက်ရတဲ့တန်ကြံလို့ထင်တယ်ဗျဟုတ်ကဲ့ဗျဟုတ်အဲ့လိုဆိုတော့ကျွန်တော် Premier League ပွဲစဉ်30ရဲ့ပွဲကောင်းတွေတည်းရဲ့ပွဲဖြစ်တဲ့
၎င်းတင်းတဲ့ Aston Villa တင်းနေတာခြေဖွင့်လက်မီလေးကိုကျွန်တော်ချက်သွင်းပြတယ်ကဟုတ်ပြီဗျခြေဖွင့်လက်မှာဆိုလို့ရှိရင်တော့ Asian ဘောက်ဘူးတင်းကတလုံးတည်ဆိုတဲ့ကြောပေးထားပြီးတော့ကိုပေါင်းစည်းမှာဆိုလို့ရှိရင်သုံးလုံးတည်ဆိုတဲ့ခြေဖွင့်လက်ထားကျွန်တော်ပြရတယ်ဗျဟုတ်ပြီဗျဒီပွဲစဉ်ကျွန်တော်တို့လည်းမြန်ခက်မှန်းလဲဆိုလို့ရှိရင်ဒါ Asian ဘောက်ဘူးတင်းနေနဲ့ invest မှာရှင်းမြန်ကစားမှာဖြစ်တာကြောင့်နောက်တန်းနည်းနည်းအားနေနေတဲ့အတွက်သူနဲ့ Aston Villa တင်းကိုလည်းကိုပြန်ပေးရနိုင်ပြီးတော့ကိုရလက်အနေနဲ့2-1ဆိုတဲ့ရလက်လောက်နေပဲဒါလောတင်းနေနဲ့နိုင်တော့မကိုဒါပြန်ရရှိသွားမယ်လို့ကျွန်တော်အနေနဲ့ခက်မှန်းမိတယ်ဗျ ဟုတ်ကဲ့ဗျာကိုဟုတ်နောက်အနေနဲ့ဒီပွဲကိုဒါခံမှန်းရမယ်ဆိုရင်လေလီဗာပူးတင်းအနေနဲ့ကတော့ဒီပွဲမှာသူတို့အနေနဲ့ခံစစ်ခွင်းလေတိုက်စစ်အုံလုံးကိုမြင်မြအောင်ပြန်ပြီးလောက်လာနိုင်မှာပြီးတော့ Aston Villa အသင်းကသူဖောင်ကောင်းနေတဲ့အတိုင်းလီဗာပူးကိုဒုက္ခပေးနိုင်တော့မလို့ဆိုတော့ကျွန်တော်စောင့်ကြည့်မှာဖြစ်ပြီးတော့လီဗာပူးအသေးခါတော့အင်ကွင်း MP ဖြစ်တာနဲ့ညီပြိတ္တအားပေးမိတဲ့သူအသေးတင်းဖြစ်တာနဲ့အညီ Aston Villa တင်းကိုအကောင်းဆုံးရှင်ပြန်ကစားမှလည်းဖြစ်တဲ့အတွက်အများနှစ်ဖက်တင်းအနေနဲ့ကြည့်မယ်ဆိုရင်တော့ဒါအပြန်အလှန်တင်းမှုတချို့မြင်နိုင်ရပြီးတော့လီဗာပူးတင်းအနေနဲ့ဒါအနည်းဆုံးတည်ရောရအောင်ကန်သွားမယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်ကိုဟုတ်အခုတစ်ခါဗီဒီယိုဒါကျွန်တော်ညီကိုနှစ်ယောက်တင်ဆက်ပြလိုက်တဲ့ပွဲစဉ်တွေကတော့နိုဝင်ဘာလ2ရက်နေ့မနက်အစောပိုင်း Premier League ပွဲစဉ်30အနေနဲ့ကန်သွားမယ်နှစ်ပွဲဖြစ်တဲ့12နာရီအချိန်မှာကန်သွားမယ်စပါတင်းနဲ့ချက်စီတင်းတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်အပါအဝင်2နာရီခွဲအချိန်မှာကန်သွားမယ်လီဗာပူးတင်းနဲ့ Aston Villa တင်းတို့ရဲ့ဒါပွဲချုပ်သွင်းချက်အစီအစဉ်လေးကိုပြုလုပ်တင်ဆက်ပေးလိုက်တာလည်းဖြစ်ပါတယ်ဗျဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ပွဲဆောင်ရဲ့ Facebook နဲ့ YouTube Channel မှာနောက်ဆုံးကဘောလုံးသတင်းတွေနဲ့ပြီးဘောလုံးနဲ့ပတ်သက်တဲ့30ချက်တွေကိုတွားနားထောင်နိုင်ပြီ Subscribe လေးလုပ်ပေးပါလို့ပြောရနေနောက်ညီကိုညရဲ့ပွဲချုပ်30ချက်ပွဲပြီး30ချက်အစီအစဉ်နဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကြာကျေးဇူးများတင်ပါတယ်ကိုတွေ့ထင်ပါတယ်ကျေးဇူးပါ